ခရစ်နှစ်1969ခုနှစ်ဖြစ်သည်လာပေါင်းများစွာပင်လယ်ပြင်တွင်ငတ်မှုခေါင်းပါပြီးကြံရမရဖြစ်နေခဲ့သောဗြိတိရှသင်္ဘောတစ်စင်းသည်နောက်ဆုံးတွင်ကုန်းမြေကိုတွေ့မြင်လိုက်ရသည့်သင်္ဘောသားများသည်ချွေးတက်ရန်ပြင်ဆင်ကြပြီးအစားအစာနှင့်ရေအတွက်မျှော်လင့်ကြသည်သို့သောကမ်းခြေပေါ်တွင်တစ်ပင်များကြားတွင်အရေးအယောင်များကိုမြင်တွေ့ရသည်ယခင်ကဘယ်သူမှမတွေ့ရှိဘူးသေးသည့်လူသားများရှိသည့်ကုန်းမြေဖြစ်သည်လူအုပ်ကြီးသည်လှံများတုံများကင်ဆောင်ထားကြသည်ထို့နောက်ကနူးလေပေါင်း100ကျော်ဖြင့်ဗြိတိရှသင်္ဘောကိုဝိုင်းရံပြီးကြောက်တုံးများပစ်ခတ်ကာချင်းချောက်ကြသည်ဗြိတိရှတို့ကပြန်လည်တိုက်ခိုက်ပြီးတနက်များဖြင့်ပစ်ခတ်ရာကျွန်းသူကျွန်းသားများဆုတ်ခွာသွားကြရသည်ဤသို့သောလက်နက်အင်အားကွာခြားမှုကိုတွေ့မြင်ပြီးနောက်တွင်ကျွန်းသူကျွန်းသားများသည်ငြိမ်းချမ်းရေးလက်ဆောင်များဖြစ်သောတတိဝက်လံများငါးများနှင့်ပြုံးရွှင်မျက်နှာများဖြင့်ပြန်လည်ရောက်ရှိလာကြသည်ထိုအချိန်မှစ၍နှစ်ဖက်ကြားကုန်သွယ်မှုများစတင်ခဲ့သည်အင်ဂျီဘီကျိုးခွေများအတွက်အုံသီးဖန်ပတိများအတွက်ငါအစရှိသဖြင့်ဖလှယ်ကြသည်သို့သောနောက်ပိုင်းတွင်တင်မောသားများပညာတတ်များတစ်ခုကိုတတိထားမိလာကြသည်ထိုနေရာတွင်တန်ချေးသည်ရွှေနှင့်တန်းတူအဖိုးတန်နေသည်အလွန်ရှားပါပြီးအလွန်လိုချင်ဖွယ်ကောင်းသောကြောင့်အမျိုးသမီးများသည်တန်ချေးတုံးအသေးမွှားလေးအတွက်ပင်ကိုယုံကြည်စွာအနံ့ကြသည်မကြာမီတွင်စီကံများပြိုကွဲသွားသည်တင်မောသားများသည်ဆက်လက်ရောင်းဝယ်နိုင်ရန်အတွက်မိမိတို့၏တင်မောကြီးမှပင်တန်မိုးများကိုဆွဲထုတ်ရန်စတင်ကြသည်အခြေအနေသည်ထိမ့်သိမ်း၍မရနိုင်လောက်အောင်ဖြစ်လာပြီးတင်မောပျက်စီးမသွားမီအရာရှိများသည်တင်မောသားများကိုအတင်းအဓမ္မပြန်တင်ရသည်သူတို့ထွက်ခွာသွားချိန်တွင်တင်မောကြီးသည်အရန်ပျက်စီးနေပြီဖြစ်ကာပြန်လန်းတွင်နီးနီးကပ်ကပ်နစ်မြုပ်ခဲ့ရသည့်မျောပါအကျွင်းအကြံတစ်ခုသာဖြစ်နေခဲ့သည်သို့သောသူတို့၏ဇလန်းသည်မြ мян ဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီးနောက်နှစ်ပေါင်100အတွင်းတာဟီတီကျွန်းသည်ပစိဖိတ်သမုဒ္ဒရာရှိပျော်ရွှင်မှုကျွန်းတစ်ခုဖြစ်လာခဲ့သည်ဩစတြေးလျသို့မဟုတ်တောင်အမေရိကသို့သွားသည့်တင်မောတိုင်းသည်ထိုနေရာတွင်ခိတ္တရနာကြသည့်အကြောင်းမှာတာဟီတီတွင်တန်မိုးတစ်ချောင်းကပင်ညတညအတွက်ဈေးပေးရန်လုံလောက်သောကြောင့်ပင်ဖြစ်သည်